အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့မောင်ဒီနာမည်ဖြစ်ပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဘာလုပ်သွားမှာလဲဆိုတော့ကျွန်တော်ကဆောက်တော့မှာပြပါတယ်တကယ်ပြောတော့ပါအင်းအစ်စ်ပါခင်ဗျာအင်္ဂါဘာလို့လဲဆိုတော့နှစ်ထပ်အင်္ဂါခင်ဗျာအစီပဲဖြစ်ပါခင်ဗျာဟိုစပြီးတော့ပစ္စည်းရွေးလိုက်ရအောင်နော်ပစ္စည်းလေးရွေးပစ္စည်းလေးရဒါစားကြယူမယ်ရတော့ဒါယူမယ်အုတ်တိုင်းယူမယ်ပြီးကြတော့ဒီလေးကားတည်ယူမယ်ကျွန်တော်ဟိုဗီဒီယိုတော့ဒီကတိကမရလိုက်လို့ကြောက်ဖန်ပြောင်းယူမယ်ခင်ဗျာကျွန်တော်ရပါပြီအာစီတိုက်ပဲဖြစ်ပါကျွန်တော်ဒီရလေးတွေယူတာဒီရလေးဖွင့်ကဲကျွန်တော်အိမ်ဆောက်ပြလို့မဖြစ်ပါဘူးခင်ဗျာကျွန်တော်တို့အိမ်ဆောက်မနေရတော့ဒီနေရာမဟုတ်ပါဘူးခင်ဗျာကျွန်တော်တဲကန်နာရဘက်မှာဆောက်မှာပဲဖြစ်ပါခင်ဗျာပေါ့တဲကန်နာမဟုတ်ဒီနားလေးဆောက်မှာပဲဖြစ်ပါခင်ဗျာโอเคပါဒီချက်ကိုတစ်ချက်လောက်ကျွန်တော်တုတ်ပလိုက်ရောမမီယူကျေးဇူးတင်နေဘာကြီးကဖွင့်ကောရောချက်ဖင်ရရဲ့ချက်အဘင်းဒီချက်ဒီဝါပါကြီးချက်ဒီဝါနေပိုင်းနဲ့ချက်ရဲ့အုပ်ကိုဆောက်ပြီးတော့ကြည့်ပါဟုတ်ပါဘူးအိမ်ဆောက်မှာလက်ထက်အိမ်နော်အိမ်သေးသေးလေးဒီလေးဆောက်မှာရပြီရောကျွန်တော်တကယ်ဆောင်းရပေါ့တောင်းရင်ကျန်းနေပေါ့နော်ရောဆောက်လို့မရဘူးရောဒါမိုင်းခရက်စီပါလို့ดึงမဟုတ်ပါဘူးတကယ်ပေါ့မိုင်းခရက်စီကလုံးလေးအားရပါရောက်ကိုတောင်းလာရမနေ့တောင်းလာရကျွန်တော်ဖုန်းကြီးပဲကြောင်တော့ဖုန်းဆိုင်ရပြင်းရောအလီညက်နေရောဒါဖြက်ရောလက်ထက်အိမ်ဒီအောက်ဆင်းဟာလေပြီးဒီကျွန်တော်တေးနေတော့ဘလူလောက်ရမယ်ကဲရောကိုအမရောကြိုင်ရောအမရောအမအေးမောင်လေးမင်္ဂလာပါဓမ္မရစပြရတယ်ရောတယောက်ဒီလိုဖြက်အလောတုံးဒီမှာထားအပြီးတော့ဒီမှာဒါဖြက်အပြန်နဲ့ဒါလို့ရောဟုတ်သေးဘူးဒါဖြက်ရောဟုတ်သေးဘူးဘယ်လိုရောဟုတ်သေးဘူးဘယ်လိုလုပ်ရမှာလဲလက်ပြီးတော့ယူပါတော့ကျွန်တော်ဆယ်လေးပါသွားခဲ့တဲ့အတွက်လို့ရောကျွန်တော်ဘယ်လိုဆောင်းရောဟိုရအပေါ်တက်ရောတော့ဝင်ကြည့်လိုက်ဝင်လို့မရဘူးရောတိုင်နေပတ်နေတယ်တော့ကျွန်တော်ဝင်းပေါင်းမထားတော့ရှုံးလို့ကျွန်တော်ဝင်းပေါင်းမထားတော့ရောအမရပါပြီခင်ဗျာနောက်ထပ်အနေနဲ့ကျွန်တော်ဒီရပါတာပါကျွန်တော်နောက်ထပ်အနေနဲ့လိုတဲ့ပစ္စည်းအားလုံးသုံးဖြုတ်ပြပါခင်ဗျာဒီမှာရပြီအမရပြီဟိုလာတယ်ဟေးငါတို့အိမ်ကြည့်ရ Oh my godဒီဖြစ်ရောအမညောလာတမင်တက်ဆောက်တာဘောနော်ကျွန်တော်တကယ်ဆောက်ရှာကြီးတကယ်လေးနူပါတယ်တကယ်နူအောင်ပြောတကယ်လေးမဆောက်တော့ပါကဲရပါခင်ဗျာကျွန်တော်တို့ရဲ့အိမ်လေးရဆိုရင် idea ဒီကတက်ရအောင်ကြော့အနီယုံတခါပဲနာတော့ကတိနာမတက်လို့မရဘူးရောအမတခါကျွန်တော်တို့ရဲ့အိမ်လေးကတော့တန်ရှင်းလာပစွာဖြစ်သွားခဲ့ပါခင်ဗျာတန်ရှင်းလာပစွာနော်ဒီအိမ်လေးပဲဖြစ်ပါရဲ့ခင်ဗျာOh my god ဒီအိမ်လေးတထောင်နံဟိုမှာပြည့်စုံနေတာတရွက်နဲ့ရောက်ပါမယ်စထားပါကဲကိုလိုတို့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်အိမ်ဆောက်ပြသွားတာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါတော့ကျွန်တော်အရင်တင်ခဲ့တဲ့ဗီဒီယိုတော့ကျွန်တော် like တွေအများကြီးရခဲ့ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အရင်တော့အိမ်ရိုးအိမ်လေးမလို့ like ရတာမသိဘူးဒီအိမ်ဆိုရင်
ဘယ်လိုလို့ကျွန်တော် like အများကြီးပေးမှမသိဘူးကြောက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပြီးတော့ခင်ဗျာအားလုံး bye bye